Hello အားလုံးမင်္ဂလာပါဆွေးနွေးရချီထည်နဲ့လွယ်လုပ်ငန်းမှာပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့မိတ်ဆွေများကိုမျှဝေချင်တဲ့အကြောင်းအရာကအပိုင်း9ပေါ့နော်ပြင်စမပိုင်းကိုကျွန်တော်မပြောပြခင်မှာကျွန်တော်ကကျွန်တော်ကလေးတွေပေါ့နော်3ယောက်အခုမှ3ယောက်ရှိရအဲ့ဒီမှာ3ယောက်ရှိတဲ့အချိန်မှာအကြီးဆုံးတစ်ယောက်ကသူအကြီးဆုံးတစ်ယောက်ရဲ့8လသားအရွယ်မှာဒုတိယတစ်ယောက်ရဲ့ကိုယ်ဝန်ရပြီဒုတိယတစ်ယောက်ရဲ့ကိုယ်ဝန်ရတယ်အဲ့ဒီအချိန်မှာဒီဒုတိယတစ်ယောက်ကိုယ်ဝန်ရဲ့ဒီဒုတိယတစ်ယောက်မွေးပြီးတစ်နှစ်နဲ့2လမှာအငယ်မလေးရဲ့ကိုယ်ဝန်ရပြီအဲ့တော့ဆိုလိုတဲ့အိဗေကအကြီးဆုံး3နှစ်ခွဲမှာအငယ်မလေးမွေးပြီအဲ့တော့ကျွန်တော်တို့ကျတော့ဘယ်လိုလဲဆိုတော့ကလေးလည်းမရခဲ့ဘူးပေါ့နော်4နှစ်ခွဲလောက်ကြာခဲ့တယ်အိမ်တော်ပြီးတော့4နှစ်ခွဲလောက်ကြာတဲ့အချိန်မှာကလေးဆိုင်ရတော့အရန်ပျော်တယ်အရန်ပျော်ပြီးတော့သူ့တဘာဝတိုင်းရခဲ့တာနော်ဘာမှစိတ်မရတော့ဘူးဆိုပြီးစိတ်တွေပါလျှော့ပြီးတော့မှဒီဆရာတမားကောင်းနေနဲ့တွေ့ပြီးတော့မှရခဲ့တာအဲ့တော့ကျွန်တော်တို့ကအလင်းအမြန်ပဲမချားတော့ဘူးပေါ့နော်အဲ့တော့အကြီးဆုံး3နှစ်ခွဲမှာအငယ်မလေးမွေးပြီပေါ့အဲ့တော့ဆိုလိုတဲ့အိဗေကကျွန်တော်အမျိုးသမီးရောကလေးအရန်ရချင်ခဲ့တယ်ကျွန်တော်အမျိုးသမီးဘက်ကနေလဲသူမိခင်စိတ်အပြည့်အဝရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့2009ခုနှစ်မှာအိမ်ထောင်ကြတဲ့အချိန်မှာကျွန်တော်ဝမ်ခွဲညီရဲ့ကလေးကကျွန်တော်တို့2လပိုင်းမှာအိမ်ထောင်ကြတယ်ဝမ်ခွဲညီကလေးကသူ့ရဲ့ပထမအသားဦးလေးက2009 4လပိုင်းမှာမွေးပြီအဲ့တော့အဲ့ဒီကလေးကိုကျွန်တော်တို့ကဈေးပြန်ပြီးရင်တော်ချီတယ်တော်ခေါ်တယ်ပေါ့နော်အရန်ချစ်သွားတယ်ကျွန်တော်တို့လင်မြန်းညလုံးကအဲ့ကလေးကလည်းအရန်ချစ်ဖို့ကောင်းတယ်အဲ့တော့ကျွန်တော်တို့ကလည်းအဲ့ကလေး8လသားလောက်ကလေးကကျွန်တော်တို့ခေါ်မွေးလိုက်တယ်ကျွန်တော်တို့မွေးစားသားအနေနဲ့ကျွန်တော်ခေါ်မွေးလိုက်တယ်ပေါ့နော်အဲ့တော့မိခင်စိတ်ရှိဖို့လည်းလုံမယ်လေကျွန်တော်အမြင်ပေါ့နော်ဒီကလေးမိခင်ကလည်းမိခင်စိတ်အပြည့်ရှိဖို့လည်းလုံမယ်လို့ကျွန်တော်ထင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကတကယ်ကလေးရချင်တာဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှလည်းဘာမှမလုပ်ခဲ့ဘူးအဲ့တော့အပြစ်ကဘာလဲဆိုတော့ကျွန်တော်ဘက်ကအဖြစ်ကကျွန်တော်စလိတ်တောက်တယ်လက်ဖက်ရည်တောက်တယ်ဂွန်စားတယ်အဲ့ဒီအားနေချက်ရှိတယ်ကျွန်တော်အမျိုးသမီးဘက်ကဘာရှိလဲဆိုတော့ तू ကကော်ဖီရမ်းကြိုက်တယ်ကော်ဖီရမ်းတောက်တယ်ပေါ့နော်အဲ့ဒီမှာကော်ဖီကိုတရက်ကို3ခွက်ဝန်းကျင်လောက် तू တောက်တယ်ကော်ဖီ mix တော့နော်အဲ့ခေတ်တော့နော်အဲ့တော့အဲ့ဒီအားနေချက်တွေကြောင့်လည်းပါမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စတုထအပိုင်းမှာပြောခဲ့တဲ့အတိုင်းပဲရန်ကုန်ဆင်းပြီးတော့မှစူးစမ်းခဲ့တာတွေရောအကုန်လုံးပြီးတဲ့အချိန်ကျတော့ကျွန်တော်တို့ကမရနိုင်တော့ဘူးဆိုပြီးတော့မှစိတ်တွေလျှော့လိုက်တယ်စိတ်တွေလျှော့ပြီးတော့မှရချင်ရမရချင်နေဆိုတဲ့အနေထားဖြစ်သွားတယ်ကျွန်တော်စိတ်ဓာတ်တွေကလေနည်းနည်းတော့ပွားဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ပြင်စမပိုင်းကိုဒီအခုနောက်တစ်ပိုင်းမှာတင်ပါမယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျ